ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာကဲနောက်တဲ့နှစ်ခေါက်တူတူညီညာဆိုကြမယ်ဘုရားကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာဓမ္မကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာသံဃာကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာနောက်တစ်ခေါက်ဆိုမယ်ဗုဒ္ဓကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာဓမ္မကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာသံဃာကိုယ်စိတ်မာထင်ယုံကြည်မြတ်တို့လက်ဆုံးမို့ရှေခိုးပါ၏ဖေဟာမေတ္တာပို့တဲ့လင်္ကာလေးကိုထည့်ရနိုင်ပြီမယ်ဖုံဖုံနောက်ကနေတစ်ခေါက်လိုက်ဆိုမယ်ပြီးရင်နှစ်ခေါက်ညီညာလိုက်ဆိုကြမယ်ပေါ့တရားနဲ့တရားမေတ္တာရောက်စောင့်ရှောက်နိုင်ပါစေညီညာလိုက်ဆိုချက်ဆိုမယ်နှစ်ခေါက်တရားနဲ့တရားမေတ္တာရောက်စောင့်ရှောက်နိုင်ပါစေတရားနဲ့တရားမေတ္တာရောက်စောင့်ရှောက်နိုင်ပါစေနောက်လင်္ကာတွေလိုပဲအဲ့လိုပဲသွားမယ်တစ်ခေါက်ဖုံဖုံနဲ့တူလိုက်ဆိုဖုံဖုံကချပြီးမယ်နောက်တူနှစ်ခေါက်ညီညာလိုက်ဆိုကြအောင်ပေါ့တဝုနဲ့တဝုမေတ္တာကိုကြည်နုနိုင်ပါစေတဝုနဲ့တဝုမေတ္တာကိုကြည်နုနိုင်ပါစေဆိုမယ်ညီတို့ညီကတဝုနဲ့တဝုမေတ္တာကိုကြည်နုနိုင်ပါစေတဝုနဲ့တဝုမေတ္တာကိုကြည်နုနိုင်ပါစေမေတ္တာပံကိုင်ကိုယ်စီကိုင်ပျော်ရွှင်နိုင်ပါစေဆိုမဲ့တူတူမေတ္တာပံကိုင်ကိုယ်စီကိုင်ပျော်ရွှင်နိုင်ပါစေမေတ္တာပံကိုင်ကိုယ်စီကိုင်ပျော်ရွှင်နိုင်ပါစေအပြုံးမြတ်နာကိုယ်စီမှာထားရှိနိုင်ပါစေဆိုမဲ့တော့ကိုယ်စီမှာထားရှိနိုင်ပါစေအပြုံးမြတ်နာကိုယ်စီမှာထားရှိနိုင်ပါစေသာဓုခေါ်မဲ့သုံးကြိမ်သာဓုသာဓုသာဓုဖုံဖုံဟောမဲ့တရားအကောင်းစဉ်နာမည်မှတ်မိသေးလားအနေနီးကဲလို့ပါတဲ့အနေနီးကဲလို့ပါဆိုတဲ့တရားကခောရကနီးကဲဝိတ္တိနိပတ်မှာလာတဲ့တတိဂုံဘဆိုတဲ့ဇက်ကိုအကြောင်းပြုပြီးတော့ဤနာမည်လေးကိုဦးဇင်းကအမည်ပေးလိုက်တာပေါ့လေအနေနီးကဲလို့ပါဆိုတဲ့တရားပေါ့တရားကောင်းစဉ်ဟာအနေနီးကဲလို့ပါပေါ့အတ္တိတေပင်္စလနဂရေ
ပင်စာလောနာမရာဇာရိဇံကာရိတိအတိတေလိုလေပြီးသောအခါ၌ပြင်စာရနဂရီပြင်စာလမြို့တော်၌ပြင်စာရရာဇာပြင်စာလခေါ်တွင်ပြည့်ရှင်မင်းကြီးသည်ရိဇံမင်းဖြစ်ကိုကာရီတိပြုတော်မူလေပြီတဲ့လွန်လေပြီးသောအခါကပြင်စာလမြို့မှာပြင်စာလလို့အမည်ရတဲ့ပြင်စာလမင်းကြီးကတိုင်းပြည်အုပ်ချုပ်မင်းလုပ်တယ်တဲ့အဲ့ဒီအချိန်ခါမှာဦးဇင်းတို့ရဲ့ဖျားရှင်ကဖျားအလောင်းတော်ကျေးမင်းဘဝမှာဖြစ်တယ်တခုသောကျေးမင်းတကောင်သောကျေးမင်းရဲ့သားဖြစ်တယ်ပေါ့လေအဲ့ဒီသားဖြစ်တဲ့နေရာမှာလဲညီကိုလို့ခေါ်လို့ရတဲ့အခြားကျေးမင်းညီကျေးမင်းတကောင်လည်းရှိတယ်ဖျားအလောင်းကျေးမင်းကဘယ်မှာနေတယ်လဲဆိုအဲ့ဒီပြင်စာလမြို့ရဲ့နီးတဲ့တောအုပ်ကြီးမှနေတယ်အဲ့တောအုပ်ထဲမှာလည်းအပင်ပေါင်းမျိုးစုံရှိတယ်ဖျားလောင်းနေတဲ့တောကလက်ပံတွေပေါ်တဲ့အတွက်ကြောင့်လက်ပံတောလို့အမည်ရတယ်ပေါ့လေအခြားသောအပင်မြက်ပင်စသည်တော့ရှိမှာပေါ့လက်ပံတွေပေါ်တဲ့အတွက်ကြောင့်လက်ပံတောမှာဖျားလောင်းအဲ့မှာကြီးပြင်းတယ်ပေါ့ဖျားလောင်းအရွယ်မရောက်ခင်မှာကံကြမ္မာမုန်တိုင်းတိုက်ခတ်တယ်လို့ပဲပြောပေါ့လေဘဝတဘာဝမုန်တိုင်းတိုက်ခတ်တယ်လို့ပဲပြောဘယ်လိုပဲပြောပေါ့အဲ့ဒီဖျားလောင်းနေတဲ့လက်ပံတော်ကိုဥတီးပြီးတော့ကြီးမားတဲ့လေမုန်တိုင်းတိုက်ခတ်ဥမာဦးဇင်းတို့နိုင်ငံဆိုမှနာဂစ်တို့စသည်ရှိခဲ့ဘူးတဲ့ပေါ့အဲ့လိုကြီးမားတဲ့မုန်တိုင်းတိုက်ခတ်ဒီကတော့လေမုန်တိုင်းပေါ့လေမုန်တိုင်းတိုက်ခတ်တော့လေမုန်တိုင်းကအလွန်တမပြင်းထန်တော့ကျတော့အဲ့ဒီဖျားလောင်းရဲ့သူ့ရဲ့ညီဖြစ်တဲ့ကြီးငတ်တကောင်ရဲ့အဲ့ရွာနာကဒီလက်ပံတော်ရဲ့အနီးနားမှာတောင်ဘက်မှာယတိ900တရင်သုံးတယ်မြောက်ဘက်မှာကတော့ခိုးသား900တရင်သုံးနေတယ်လက်ပံတော်ရဲ့ဘေးနားမှာပေါ့အဲ့ဒီလိုလေပြင်းမုန်တိုင်းတွေတိုက်ခတ်တော့ဖျားလောင်းကြီးမင်းလေးကလည်းပြန်တက်ခါစားအရွယ်သူညီတော်မောင်ကြီးမင်းလေးကကြီးလေးကလည်းပြန်တက်ခါစားအရွယ်အဲ့ဒီလိုလေပြင်းမုန်တိုင်းကတိုက်ခတ်တော့တကောင်နဲ့တကောင်လည်းဘယ်မြင်ရပါမလဲမြင်ရနိုင်မလားလေမုန်တိုင်းတားတိုက်ခတ်တဲ့ခါမှာတို့တကာမလေးဒီပြင်းမုန်တိုင်းကတားတိုက်ခတ်တယ်ကြောင်းနဲ့ကြောက်ဘလို့မြင်ရမှာတစ်ပင်နေကြူကြအကုန်လုံးလေးမူးကြီးကြတော့အငှက်တကောင်နဲ့တကောင်အသက်ကိုရှင်မှုအရေးအလွတ်ပြေးကြတာဟုတ်တယ်မို့လားအဲ့ဒီအချိန်မှာဖះအလောင်းဦးဇင်းတို့ရဲ့ဖះအလောင်းကြီးလေးရယတိယဟန္တာတွေယတိယဟန်နေနေတဲ့ဒီတောအုပ်ကြီးရဲ့လက်ပံတော်ကြီးရဲ့တောင်ဘက်ကယတိယဟန်နေနေတဲ့သင်္ကန်းကျောင်းကိုရောက်သွားတယ်ရောက်တဲ့နေရာမှာလဲဟိုလိုလေးငှက်ပြန်ပြီးရောက်တာမဟုတ်လေပြင်းမုန်တိုင်းနဲ့ဘုံဆိုကျသွားတာအဲ့လိုယတိယဟန်နေနေတဲ့သင်္ကန်းကျောင်းမှာကပန်းပင်တွေပေါ်တယ်ပန်းပင်တွေဆိုတာသေးမွားတဲ့ပန်းပင်တွေလည်းရှိတယ်ကြီးမားတဲ့ပန်းတွေလည်းရှိအဲ့ဒီပန်းတွေကကျွေကြနေတဲ့အခိုက်ပေါ့ပန်းတွေကျွေကြနေတဲ့ခိုက်ဖျားလောင်ခြင်းမင်းလေးကအဲ့ဒီပန်းမွန်းတွေပေါ်မှာပြုတ်ကြတာကိုအကြောင်းပြုပြီးတော့ဖျားလောင်ခြင်းမင်းလေးရဲ့အမည်ကိုပုပ္ပကလို့အဲ့ဒီပန်းလေးကိုမှပြုတ်ကြတာကိုအစွဲပြုတ်ပြီးတော့ဖျားလောင်ရဲ့အမည်ကိုပုပ္ပကလို့အမည်ပေးတယ်ဖျားလောင်ရဲ့အမည်ကပါတယ်လေပုပ္ပကတဲ့ပုပ္ဖကိုသိရမှာပုပ္ပဆိုပန်းပုပ္ပကဆိုပန်းလေးပေါ်မှာကြလို့ပုပ္ပကဆိုပြီးအမည်ပေးတယ်ဖျားလောင်ခြင်းမင်းလေးရဲ့အမည်ကိုပုပ္ပကလို့အမည်ပေးတယ်လို့တို့တကောင်မတွေကမှတ်ထားရမယ်အခြားသူညီတော်မောင်ဖြစ်တဲ့ကြီးလေးတကောင်ကြီးရတော့ဘယ်လိုဖြစ်လဲဆိုတော့ခုနဦးစင်းပြောခဲ့တဲ့ဒီလက်ပံတော်ရဲ့မြောက်ဖက်မှာခိုးသား900နေတဲ့ရွာကြီးရှိတယ်သူညီကြီးမင်းကကြီးကကျတော့အဲ့ဒီရွာမှာသူတို့လက်နက်ဒုတ်သားလက်နက်တွေပေါ့တခိုးတွေခိုးသားဓမြတွေဆိုဒုတ်သားလက်နက်တွေပေါ့အကုန်စုံရှိတဲ့ထားတဲ့နေရာတနေရာပေါ်မှာပြုတ်ကျသွားတယ်လေပြင်းမုန်တိုင်းတိုက်ခတ်တော့သူတို့ပြန်လို့မရဘူးလေရဲ့အရှိန်နဲ့ပဲသူတို့ပါသွားခွဲသွားတဲ့သဘောမျိုးပေါ့ကံကြမ္မာမုန်တိုင်းကခွဲတယ်ပဲပြောတဘာဝမုန်တိုင်းကခွဲတယ်ပဲပြောညီကိုချင်းပွဲသွားကြအဲ့ဒီလက်နက်ပေါ်မှာကျသွားတဲ့ဂျင်းကတော့ဘာအလောင်းလဲဆိုရင်တော့ဒေဝရအလောင်းတဲ့အဲ့ဒီလက်နက်ပေါ်မှာကျတာကိုအကြောင်းပြုပြီးတော့တတ္တိဂုံဘာလို့အမည်မဲ့ခေါ်တယ်အဲ့ဒီအမည်မဲ့ခေါ်တာကခိုးသားတွေကမဲ့ခေါ်မှာပေါ့ခုနပုပ္ပကဆိုတဲ့အမည်ကိုလည်းပဲယတိဒီယဟန်မဟုတ်ယတိတွေကနေပြီးတော့မဲ့ခေါ်မှာပေါ့ယတိတွေကဒီသူတို့သင်္ကန်းကျောင်းထဲမှာရှိတဲ့ပန်းပေါ်မှာ
ပြုတ်ကြတဲ့ကျင်းမင်းလေးကိုဩပန်းပေါ်မှာကြတဲ့ကျင်းမင်းလေးပဲဒါပုဗ္ဗကလည်းငါတို့အမြည်ပေးကြမယ်မြည်မဲ့ခေါ်ကြမယ်လို့ခေါ်တွင်တယ်လို့တို့ကောင်မတွေကမှတ်ထားရမယ်ခိုးသား900တို့ရဲ့လက်နက်တွေပေါ်မှာကြတဲ့ကျင်းမင်းလေးကိုကျတော့တတ္တိဂုံဘတတ္တိဂုံဘဆိုတာတတ္တိဆိုတာလက်နက်တွေဒုံဓာလက်နက်အစသည်ကိုပါဠိလိုတတ္တိလို့ခေါ်တယ်ဂုံဘဆိုအပုံစုတွေအဲ့လိုတတ္တိဂုံဘလို့အဲ့ဒီလက်နက်ပုံပေါ်မှာကြတဲ့ကျင်းမင်းကိုအစွဲပြုပြီးတော့ခိုးသား900တွေကတတ္တိဂုံဘလို့ခေါ်တယ်တဲ့တတ္တိဂုံဘဆိုတာဒီလိုတဲ့အလောင်းဆိုတော့ကောင်းတာပဲဖြစ်မလားဆိုးတာပဲဖြစ်မလားတို့ကမှလည်းယူဆပေါ့အဲ့ဒီလိုနဲ့ဒီငှက်ကလေးတွေကယတဒီပုဗ္ဗကကလည်းပဲယတိယဟန်ရဲ့စာကျွန်းစာကြံလေးစားပြီးတော့ကြည်ပြင်းလာတယ်တတိဂုံဘကလည်းခိုးသား900တွေရဲ့စာကျွန်းစာကြံလေးကိုစားရနဲ့ကြည်ပြင်းလာခဲ့တယ်ပေါ့အဲ့ဒီလိုနဲ့ပဲတနေ့မှာတော့ပြင်စာလာမြို့မှာနေတဲ့ပြင်စာလာမင်းရသူကဘာလို့ချင်တာလဲဆိုလို့သူကတောလိုက်ရှေ့တော့မင်းနေရတောလိုက်တဲ့အကျင့်ရှိခုခေတ်မင်းနေရတော့မသိဘူးပေါ့လေထားပါတော့အဲ့သူကတောလိုက်ချင်တဲ့ဆန္ဒရှိတော့ပြင်းပြတာနဲ့တောလိုက်ဖို့အတွက်သူမူကြီးမရစစ်တင်နာပတိကိုပြောပဲအောင်မင်းတို့ငါမနှက်ဖြန်ဘယ်ချိန်ဘယ်ကာလမှာငါတော်ရဲ့တိရစ္ဆာန်တွေကိုလိုက်မယ်မင်းတို့အစဉ်သင်းပြင်ထားကြပေါ့စသည်ပြောမှာပေါ့အဲ့လိုပြောပြီးတော့စီစဉ်ပြီးတော့တောလိုက်ထွက်တယ်ပေါ့လေတောလိုက်ထွက်တော့တမင်တရေတွေပေါ်တဲ့တောတွေကိုရောက်တော့ကြတော့ဒီမင်းကြီးကလည်းပဲ